အချိန်ကတော့1963ခုနှစ်ကပါဖရန့်ဝီလီယံ F ကနီးဂျူနီယာဟာအမေရိကန်နိုင်ငံကနယူးရိုရှယ်မြို့ကလေးရဲ့နာမည်ကြီးစတိုးဆိုင်ပိုင်ရှင်တစ်ယောက်ရဲ့သားဖြစ်ပါတယ်1948ခုနှစ်မှာမွေးခဲ့တာမို့1963ခုနှစ်မှာအသက်15နှစ်အရွယ်ကောင်ကလေးတစ်ယောက်ဖြစ်နေပါပြီဖရန့်ရဲ့မိဘနှစ်ပါးဟာချစ်ချစ်ခင်ခင်ရှိကြတာမို့ဖရန့်တို့မိသားစုဟာပျော်ရွှင်စရာမိသားစုကလေးပါဖခင်ဖြစ်သူဟာအပြောကောင်းတဲ့ပြင်လူအထာကိုလည်းအတော်လေးကျွမ်းကျင်ပါနေပြီးသူဖြစ်ချင်တဲ့ကိစ္စတွေကိုဖြစ်အောင်လုပ်တတ်ပါတယ်ဖရန့်ရဲ့အဖေဟာအခွန်ဆောင်မှုနဲ့လုပ်ငန်းအစီအစဉ်ခံနေရပြီးလုပ်ငန်းအဆင်မပြေဖြစ်လာတော့ဘဏ်မှာချင်းငွေရဖို့ကြိုးစားနေခဲ့ပါတယ်။ငွေကြေးလက်ပတ်မှုခက်ခဲကြောင့်ဝန်ထမ်းခေါ်မထားနိုင်တဲ့အခြေအနေမှာစေကြုံသက်အရွယ်သူသားဖရန့်ကိုဒရိုင်ဘာလိုဟန်ဆောင်ခိုင်းပြီးအထာကြကြဘဏ်ကိုသွားတဲ့သူပါ။ဖရန့်ရဲ့အဖေကလူစိတ်တဘာဝကိုအလွန်ဖတ်တဲ့သူမို့သားဖြစ်သူကိုလူတဘာဝတွေတင် जा မျှဝေပေးရင်သူ့ရဲ့အထာကြကြဘဏ်ကိုလာရောက်မှုကြောင့်ဘဏ်မန်နေဂျာကသူ့ကိုတကားလာဖွင့်ပေးလိမ့်မယ်လို့တက်အပ်ပြောလိုက်ပါတယ်။တကယ်လဲသူမှန်းထားတဲ့အတိုင်းဘဏ်မန်နေဂျာကသူ့ကိုတကားလာဖွင့်ပေးခဲ့ပါတယ်။နယူးရိုရှယ်မြို့မှာရှိတဲ့ဘဏ်တွေကချင်းငွေမထုတ်ပေးပဲသူ့ရဲ့စတိုးဆိုင်ကိုသိမ်းဖို့ပြင်ဆင်နေကြတာကြောင့်နယူးယောက်မြို့ပေါ်ကဘဏ်တွေအထိချင်းငွေလာတက်ချေတဲ့ဖရန့်ရဲ့ဖေကိုဘဏ်တွေကသူတို့ရဲ့ပုံမှန်ဖောက်တယ်မဟုတ်တာကြောင့်ချင်းငွေထုတ်မချေခဲ့ပါဘူး။လုပ်ငန်းကဘလို့မှအဆင်မပြေတော့တာကြောင့်သူတို့ရဲ့ကောင်းစားကားတွေရောကောင်းစားအိမ်တွေရောအကုန်ထုတ်ရောင်းလိုက်ရပါတော့တယ်။ကိုပိုင်လုံချင်းအိမ်နဲ့နေနေရာကနေတိုက်ခန်းချင်းလေးကိုဖရန့်တို့မိသားစုပြောင်းခဲ့ရပါပြီ။ငွေကြေးခက်ခဲတွေရှိပေမဲ့ဖရန့်ရဲ့အဖေဟာတားဖြစ်သူရဲ့16နှစ်ပြည့်မွေးနေ့မှာတော့တားနာမည်နဲ့ဘဏ်မှာအကောင့်ဖွင့်ပေးပြီးဒေါ်လာ200ထည့်ပေးခဲ့ပါတယ်။ဖရန့်ဟာသူ့နာမည်ပါတဲ့ချက်လက်မှတ်စာအုပ်ကိုကြည့်ပြီးသဘောကျကြီးကြားနေပါတော့တယ်။အိန္ဒိယပြောင်းလာခဲ့တာကြောင့်ဖရန့်တယောက်ကျောင်းလဲပြောင်းတက်ခဲ့ရပါပြီ။အမေဖြစ်သူကသားဖြစ်သူကိုကိုအင်းကြီးကြီးထက်ဝစ်လာလို့လူကြီးပုံစံပေါက်နေတာကြောင့်ဝစ်ဖို့မလိုကြောင်းပြောပေမဲ့ဖရန့်ကဝစ်နေကြမှုအကျစ်ဖြစ်နေလို့ဆိုပါတယ်။ကျောင်းထဲမှာဖရန့်ကသူတက်ရမယ့်အခန်းကိုမင်းနေတဲ့အချိန်မှာကျောင်းသားတချို့ကသူ့ကိုတမင်တကာတွန်းတိုက်ပြီးစားနောက်သွားကြပါတယ်။အဲဒီလိုနဲ့သူတက်ရမယ့်စာသင်ခန်းကိုရောက်တော့တင်မဲ့ဆရာကမရောက်သေးပဲကျောင်းသူကျောင်းသားတွေဟာပြောင်းတက်နေအောင်စူးညံနေကြပါတော့တယ်။အခန်းထဲဝင်လာတဲ့သူကိုစားထိုးဆရာလားလို့ထပ်ဆလိုက်တဲ့စောစောကသူ့ကိုတမင်တွန်းတိုက်သွားတဲ့ကျောင်းသားတွေကိုမြင်လိုက်တာကြောင့်ဖရန့်ကသူ့နာမည်ကိုတင်ပုံးမှာချရေးပြီးအစားထိုးဝင်တဲ့ဆရာဟန်ဆောင်လိုက်ပါတယ်။ကိုအင်းကြီးဝင်လာပြီးမျက်နှာပေကလည်းလူကြီးပုံစံဖြစ်နေတာကြောင့်ကျောင်းသားတွေဟာသူ့ကိုဆရာတယောက်လိုယုံကြည်သွားကြတာပါ။ဖရန့်ဟာသူ့ကိုစားနောက်သွားတဲ့ကျောင်းသားတွေကတယောက်ကိုအတန်းရှိထွက်ပြီးစာဖတ်ခိုင်းလိုက်ပါသေးတယ်။အမှန်တကယ်စားထိုးလာတဲ့ဆရာမှလည်းရောင်လည်လည်နဲ့ပြန်သွားရရှာပါပြီ။ဖရန့်ဟာကျောင်းသားတွေကိုစာရီတင်အိမ်စာရီပေးလုပ်တဲ့အပြင်မိဘဆရာအသီးဝေးပါခေါ်ပြီးစက်ရုံတစ်ခုကိုလေးလာရင်ခီးသွားဖို့အထိစီစဉ်လိုက်ပါသေးတယ်။ဒါပေမဲ့ကျောင်းကဖရန့်ရဲ့လုပ်ရက်တွေကိုသိရှိသွားတာကြောင့်ဖရန့်ရဲ့မိဘတွေကိုခေါ်တွေ့ခဲ့ပါတယ်။ကျောင်းကြီးနဲ့မိဘနှစ်ပါးစကားပြောနေတာကိုအပြင်မှာထိုင်ဆောင်နေတဲ့အချိန်မှာတောင်ဖရန့်ကကျောင်းသူတယောက်ခွင့်နေတိုင်းပဲကိစ္စကိုအလိမ္မပေါ်အောင်လုံနည်းတင်ပေးနေပါသေးတယ်။အမေဖြစ်သူကသားဖြစ်သူရဲ့လုပ်ရက်အတွက်စိတ်ဆိုးနေပေမဲ့အဖေဖြစ်သူကတော့သဘောကျလို့နေပါတယ်။ဒီနေ့မှာတော့ဖရန့်ကျောင်းကနေအိမ်ကိုပြန်ရောက်တဲ့အချိန်မှာအမေဖြစ်သူကိုသစိမ်းယောက်ျားတစ်ယောက်နဲ့အတူတူတွေ့လိုက်ရပါတယ်။အမေဖြစ်သူဟာသူမရဲ့ဖောက်ပြန်မှုကိုသားစီမှာမိသွားတာကြောင့်မလုံးမလဲဖြေးပြီးဖရန့်ကိုမုံဘိုးတွေထုတ်ပေးနေပါပြီ။အဲဒီလိုနဲ့သိမကြခင်မှာပဲအဖေနဲ့အမေဟာကွာရှင်းမှုပြင်းနေကြပြီးအမေဖြစ်သူကသူမမိဘအိမ်မှာပြန်သွားနေမယ့်အကြောင်းကိုသိလိုက်ရပါပြီ။ကွာရှင်းမှုကိစ္စအတွက်တရားရုံးကိုတက်ရင်ကုန်ကြစရိတ်များတာမို့အိမ်မှာပဲရှိနေခေါ်ပြီးသဘောတူညီမှုနဲ့လက်မှတ်ထိုးကြမှာပါ။အဲဒီအတွက်ဖရန့်အနေနဲ့အဖေနဲ့အမေမှာဘယ်သူနဲ့လိုက်နေမလဲဆိုတာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်။အဖေနဲ့အမေကိုရွေးချယ်မှုမလုပ်လို့တဲ့ဖရန့်ဟာအိမ်ကနေထွက်ပြေးလာခဲ့ပါပြီ။တဲကိုဘိုးအတွက်ဖေဖြစ်သူပေးတဲ့ချက်လက်မှတ်တွေကိုသုံးပြီးစူးစမ်းပေမဲ့ချက်လက်မှတ်တွေကသတ်မှတ်ထားတဲ့ငွေပမာဏနဲ့ကျော်လွန်နေပြီမို့အဆင်မပြေခဲ့ပါဘူး။ကြုံရမရတဲ့အဆုံးဖရန့်ဟာချက်လက်မှတ်ကိုအချက်လက်တချို့ပြင်ပြီးဘဏ်မှာငွေသွားထုတ်ကြည့်တော့အဆင်ပြေခဲ့ပါတယ်။အဲ့ဒါနဲ့ဖရန့်ဟာဘဏ်တော်များများကိုချက်လက်မှတ်အတူနဲ့ငွေသွားထုတ်ပါတော့တယ်။အဖေဖြစ်သူတင်ပေးခဲ့တဲ့အကွက်တွေကိုသုံးပြီးလူတွေရဲ့စိတ်ကိုဖန်ဆားနိုင်ခဲ့တာကြောင့်ဖရန့်ဟာငွေထုတ်ပေးဖို့ညှင်းပယ်နေတဲ့ဝန်ထမ်းတွေကိုတောင်သူ့ကိုကူညီပေးတဲ့အထိလှုံ့ဆော်နိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ဖရန့်ဟာလေရင်မှုနဲ့လေရင်မယ်တွေကိုမြင်သွားပြီးလေရင်မှုဖြစ်ချင်သွားပါတော့တယ်။ဖရန့်ဟာအိမ်ပြေးလုံနေပေမဲ့အဖေဖြစ်သူစီကိုတော့ပုံမှန်စာပို့ပါတယ်။လေရင်မှုဖြစ်ချင်သွားတဲ့ဖရန့်ဟာလေရင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိဖို့အတွက်လေရင်မှုတင်တဲ့ကြောင်းကိုသွားပြီးစောင်းမရေးတဲ့သူဟန်ဆောင်ကလေရင်မှုတယောက်သိရမယ့်အချက်တွေအကုန်လုံးကိုမေးမြန်းခဲ့ပါတယ်။ဖရန့်မေးတာကိုဖြေပေးနေတဲ့လေရင်မှုကလေရင်မှုတယောက်မှမဖြစ်မနေဆောင်ထားရမယ့်လေကြောင်းလိုင်းတစ်စိမ့်နဲ့လေရင်မှုလိုင်စင်အကြောင်းကိုပြောပြရင်တက်တန်းကုန်တာ3နှစ်ကျော်နေပြီဖြစ်တဲ့သူ့ရဲ့လိုင်စင်ကိုဖရန့်ဆောင်မအတွက်သုံးလို့ရအောင်ဆိုပြီးပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဖရန့်ဟာလေရင်မှုဝတ်စုံရအောင်ဖုံးသလုံးနဲ့မျိုးစုံစူးစမ်းပါတော့တယ်။နောက်ဆုံးမှာတော့ယူနီဖောင်းပြောက်သွားလို့ပါလို့ရုံအောင်လိန်ပြောနိုင်ခဲ့လို့ဝတ်စုံတစ်စုံရသွားခဲ့ပါပြီ။ဖရန့်ဟာလေရင်မှုဝတ်စုံအပြည့်နဲ့မြို့ထဲမှာမော်မော်ကြွကြွရှောက်သွားနေပါတော့တယ်။တဲကိုမဲနေရာရောက်တော့လေရင်မှုဝတ်စုံနဲ့မဝင်တဲ့တွေအားလုံးကဖော်ဖော်ရွရွကြိုဆိုကြပါတယ်။တဲကိုခန်းကရှင်းဖို့လို့ရင်ဝန်ထမ်းနဲ့စကားပြောပြတော့လေကြောင်းလိုင်းဝန်ထမ်းတွေအတွက်ချက်လက်မှတ်ရေးလို့ရတဲ့ပမာဏကိုသိသွားပြီးချက်လက်မှတ်အတူလုပ်ပါတော့တယ်။တဲကိုခန်းကသူတဲနေတဲ့အခန်းမှာပဲလက်နှိပ်ဆက်သလုံးနဲ့ချက်စာရွက်ထုတ်ပြီးလေကြောင်းလိုင်းတစ်စိတ်ကိုတော့လေကြောင်းလိုင်းကထုတ်တဲ့လေရင်အယုတ်ကနေယူပြီးပထမဆုံးချက်လက်မှတ်တစ်စောင်ထွက်လာခဲ့ပါပြီ။နောက်တစ်နေ့မှာတော့လေရင်မှုစုံကြီးနဲ့ဘဏ်ကိုသွားပြီးသူလုပ်ထားတဲ့ချက်လက်မှတ်နဲ့ငွေထုတ်ကြည့်တော့အားလုံးအဆင်ပြေခဲ့ပါတယ်။အဲဒီလိုနဲ့ဖရန့်ဟာတဲကိုခန်းထဲမှာချက်လက်မှတ်အတူတွေအများကြီးထပ်ထုတ်ပါတော့တယ်။လေရင်မှုလောကမှာမဟုတ်ပဲအပြင်လောကမှာတွေလေရင်မှုဝတ်စုံတစ်စုံနဲ့လှုပ်ရှားနေတဲ့ဖရန့်ကိုလေးစိတ်ရောက်အောင်တွန်းပို့လိုက်တာကတော့
ဒီကြောင်းလိုင်းတွေကသူတို့ဝန်ထမ်းတွေကိုချက်လက်မှတ်နဲ့ငွေသားလဲပေးပါတယ်လို့ရှင်းပြပေးလိုက်တဲ့ဘဏ်ဝန်ထမ်းရဲ့စကားပါပဲဖရန်ဟာဘူးမသိဘာမသိနဲ့လေစိတ်ထဲရောက်လာပြီးချက်လက်မှတ်ငွေလဲမဲ့ကိစ္စကိုမေးမလို့လုပ်တော့မှဒီကြောင်းလိုင်းဝန်ထမ်းကလေရင်အလကားလိုက်စီးမဲ့သူလားလို့မေးလာပါတယ်အလိုင်းအထက်စကားပြောတဲ့ဖရန်ဟာဘာအတွေ့အကြုံမှမရှိတဲ့စေကျော်သက်တစ်ယောက်ဆိုပေမဲ့သူလုံးဝမသိတဲ့အကြောင်းအရာတွေကိုလူရိုးလို့စင်အကုန်သိအောင်တက္ကနာအတွင်းမှာပဲစကားရိပ်ဖမ်းနိုင်ခဲ့တဲ့သူပါအရွှေကောင်းတဲ့ဖရန်တယောက်လေရင်မောင်းတဲ့အခန်းထဲထိရောက်သွားခဲ့ပါပြီဘယ်နာထိုင်ရမှမသိပြောင်းလဲဖြစ်နေတဲ့ဖရန်ကိုလေရင်မဲကထိုင်းစရာခုံဆွဲထုတ်ပေးလို့အဆင်ပြေသွားခဲ့ပါတယ်ဖရန်ဟာလေရင်ခိုးစီးပြီးလိုက်ခဲ့ပေမဲ့အဖေဖြစ်သူစီကိုတော့ကြောင်းစင်းပြီးတွဲမဲ့လေရင်မှုလုံးနေပါပြီလို့စာပို့သတင်းပေးခဲ့ပါတယ်အဲဒီလိုနဲ့ဖရန်ဟာနိုင်ငံတော်များများကိုလေရင်ခါမဲ့စီးသူနေရာကနေတောက်လျှောက်လိုက်ပါနေခဲ့တယ်လို့ဗန်တွေမှာလည်းတောက်လျှောက်ငွေထုတ်နေခဲ့ပါတယ်ဖရန်ဟာလေရင်မဲနဲ့ဇလန်းဖြစ်ခဲ့တယ်လို့ဗန်ဝင်တန်းနဲ့လည်းကျူတက်နေပါပြီသူရဲ့ချက်လက်မှတ်အတူထုတ်လို့မှုအတွက်ချက်လက်မှတ်ထုတ်တဲ့နေရာမှာသုံးဖို့အဆင်ပြေတဲ့လက်နှိပ်ဆက်အဟောင်းတွေကိုလေလံပွဲတွေမှာရအောင်ဝယ်ပြီးသူ့ရဲ့လုပ်ငန်းကိုအဆင်မြင့်ခဲ့ပါသေးတယ်ငွေတော်များများလက်ထဲရှိလာတော့အဖေဖြစ်သူနဲ့သွားတွေ့ပါတယ်အဖေနဲ့အမေကိုပြန်ပေါင်းထုတ်ချင်ပေမဲ့အဖေဖြစ်သူကအဆင်မပြေကြောင်းပြောပြလိုက်ပါတယ်ဖရန်ရဲ့ချက်လက်မှတ်အတူကိစ္စဟာအချိန်ကာလတစ်ခုရောက်လာတော့ဘန်ကရေးစားမိသွားပြီး FBI ကနေတဆင့်စုံစမ်းစစ်ဆေးနေကြပါပြီချက်လက်မှတ်အတူကိစ္စကိုအဓိကတာဝန်ယူစုံစမ်းသူကတော့ကားဟန်ရယ်ဒီဆိုတဲ့စုံတော့ပါစုံတော့ဟန်တို့အဖွဲ့ဟာစုံစမ်းရရှိတဲ့အချက်တွေအရဖရန်တဲနေတဲ့တဲခိုကန်ကိုစစ်ဆေးဖို့ရောက်လာခဲ့ပါတယ်တဲခိုကန်ကချက်လက်မှတ်တစ်စောင်ကိုတည်တည်ချာချာစစ်ဆေးဖို့တောင်းယူပြီးပြန်မယ်လို့မှတဲခိုကန်မန်နေဂျာကငွေထုတ်မဲ့သူတွေကိုခန့်မတွေ့စေချင်လို့မြင်မြန်စစ်ဆေးပေးပါလို့ပြောလိုက်တာကြောင့်ချက်လက်မှတ်ပိုင်ရှင်ဟာတဲခိုကန်ထဲမှာပဲရှိနေတာကိုသိသွားပြီးဖရန်တဲနေတဲ့အခန်းကိုစစ်ဆေးဖို့ကြိုးစားကြပါတော့တယ်စုံတော့ဟန်တယောက်ဖရန်တဲနေတဲ့အခန်းတွေကိုတနက်နဲ့ချိန်ပြီးဝင်လာချိန်မှာတော့ဖရန်ကခက်တီတီနဲ့သူ့ကိုယ်သူလည်းဒီအမှုကိုလိုက်နေတဲ့စုံတော့ပါလို့လိန်ပြောပြီးဟန်လက်ထဲကနေပတ်ထွက်သွားပါတော့တယ်ဖရန်ဟာသူ့ရဲ့ချက်လက်မှတ်အတူလုပ်တဲ့ဆက်ကလေးကိုပိုက်ပြီးသူ့ရဲ့စုံတော့ဖွဲ့တွေလည်းမကြခင်ရောက်လာတော့မယ်လို့ဖိတ်ပြီးအခန်းထဲကထွက်သွားပါပြီဟန်ကဖရန်ရဲ့ပတ်စံအေးချန်ကဲလို့လန့်ပြန်ပေးပေမဲ့ဖရန်ကခဏသိမ်းထားပေးအောင်ဆိုပြီးအမြန်လစ်ပါတော့တယ်ဖရန်ရဲ့မျက်နှာပေးပြီးလုံးလာကြောင်းဟန်တယောက်ရုံကြည်ကြည်နဲ့ဖရန်ကိုလွတ်ပေးလိုက်ပြီးအခန်းထဲမှာတယောက်တည်းကြံနေကြတော့ခဏမှာဖရန်ရဲ့ပတ်စံအေးကိုလှက်ကြည့်လိုက်ပါတယ်ပတ်စံအေးထဲကနေဖရန်ဆွဲပြဲပြီးစုထားတဲ့ပလင်းမျိုးစုံရဲ့ဒစိမျိုးစုံပဲထွက်လာလို့ဟန်တယောက်ထိတ်တလန့်ပြေးပြီးတဲခုကန်အောက်ကိုလှမ်းကြည့်လိုက်ပြီးမမီတော့ပါဘူးဖရန်ဟာထွက်ပြေးသွားခဲ့ပါပြီဟန်လက်ကလွတ်လာတဲ့ဖရန်ဟာလီယင်မှုတင်တဲ့ကြောင်းကိုစောင်းမရေးသူဟန်ဆောင်ပြီးနောက်တစ်ခေါက်သွားခဲ့ပါတယ်လီယင်မှုကမိကုန်းတချို့ကိုပြေဆိုပြီးချိန်မှာသတင်းစာတွေကအာကာသဂျေးစမွန်ဆိုပြီးသဘောကျတာခံနေရတဲ့လီယင်ခိုးစီးတဲ့လီယင်မှုတစ်ကောင်ကြောင့်စိတ်ညစ်နေလို့မိကုန်းတွေကိုဆက်ဖြစ်စီမရှိဘူးလို့ပြောလိုက်ပါတယ်ဖရန်ဟာလီယင်မှုပြလိုက်တဲ့သတင်းစာကသူ့သတင်းကိုသူဖတ်ပြီးအာကာသဂျေးစမွန်ဆိုတဲ့နာမည်ကိုသဘောကျသွားပါပြီအရွယ်မရောက်သေးတဲ့လူငယ်ပြီးဂျေးစမွန်ကိုသဘောကျသွားတော့ဂျေးစမွန်ရုပ်ရှင်တွေသွားကြည့်ပြီးဂျေးစမွန်စတိုင်တွေလိုက်ဝတ်ပါတယ်ဖရန်ဟာဂျေးစမွန်လိုဝတ်ပြီးတကာလာတဲခုတ်ကမှတွေ့တဲ့ညာငတ်မလေးနဲ့လဲတညတာအတွက်ဒေါ်လာ1000နဲ့ညီပြီးဒေါ်လာ1400တဲ့ချက်လက်မှတ်အတူနဲ့ဒေါ်လာ400အန်းယူပြီးပြောပါခဲ့ပါသေးတယ်။ဖရန်တယောက်သူ့ရဲ့အလိမ်စွမ်းရည်တွေနဲ့ဟိုဟိုဒီဒီသွားလာလှုပ်ရှားနေရကနေအထီးကျန်ဆန်းလာတော့စုံတော့ဟန်စီဖုံးဆက်ပြီးရန်လန်းစားပြီးမဲ့ဟန်ကသူ့ကိုဖုံးဆက်တာမင်းဖုံးဆက်ရမယ့်လူမရှိလို့မို့လားလို့မေးလိုက်တာကြောင့်လန့်ဖြတ်ပြီးဖုံးချလိုက်ပါတယ်။စုံတော့ဟန်ကလည်းသူနဲ့ဖရန်စုံတဲ့အချိန်မှာဖရန်ပြောသွားတဲ့နာမည်တွေကပြင်းမှုမှတ်တမ်းရှိတဲ့သူတွေကိုစုပြီးဖြစ်တန်ချေရှိတဲ့နာမည်ကိုကော်ဖီဆိုင်မှာကော်ဖီတောက်ရင်းရှာဖွေနေခဲ့ပါတယ်။စပွဲတိုးလေးကဟန်အတွက်တောက်ရည်လာဖြစ်ပြီးဟန်ရေးထားတဲ့နာမည်တွေကိုမြင်သွားပြီးသူ့စီမှာလည်းအဲ့ဒီကာတွန်းစာအုပ်တွေအကုန်ရှိတယ်လို့ဆိုပါတယ်။ဟန်ကစပွဲတိုးလေးပြောတာကိုနားမလည်လို့တေချာမေးလိုက်မှဖရန်ပြောခဲ့တဲ့နာမည်ဟာ Flash ကာတွန်းတွေကဇက်လိုက်ရဲ့နာမည်ဖြစ်နေမှန်းသိသွားခဲ့ပါပြီ။ဟန်တို့ဟာတရခန်ကိုအရွယ်ရောက်ပြီးသားလူလို့မှတ်ယူပြီးသူတို့စီမှာပြစ်မှုမှတ်တမ်းရှိတဲ့သူတွေကိုသာဦးစားပေးစုံစမ်းနေလို့တရခန်ကိုမရှာနိုင်ခဲ့တာမှန်သဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်ရုံးကိုဖုံးဆက်ပြီးအိမ်မြေးတွေထဲမှာသူတို့တွေ့ခဲ့တဲ့တရခန်နဲ့ကိုက်ညီတဲ့ကလေးကိုရှာဖို့လှမ်းပြောလိုက်ပါတယ်။စုံစမ်းလို့ရတဲ့အိမ်မြေးတွေကနေဖြစ်တန်ချေရှိတဲ့အိမ်တွေကိုသွားရှာကြရင်ဖရန်ရဲ့အမေအိမ်ကိုရောက်လာကြပါပြီ။ဖရန်အမေစီကဖရန်ရဲ့ចောင်းသားမှတ်တမ်းစာအုပ်ကိုတောင်းကြည့်လိုက်ပြီးတရခန်ဟာဖရန်မန်တီချသွားခဲ့ပါတယ်။ဖရန်ရဲ့အမေကသူ့သားကိုတရခန်လိုသတ်မှတ်ပြီးမဖမ်းဖို့နဲ့သူ့သားခိုးထုတ်တဲ့ငွေတွေကိုသူရောပါမယ်လုပ်နေလို့စုံတော့ဟန်ကဖရန်ချက်လက်မှတ်အတူလုပ်ပြီးထုတ်သွားတဲ့ငွေက 1.3 မီလီယံပါလို့ပြောလိုက်ရပါတယ်။ဖရန်ရဲ့အမေလည်းမှင်သက်ကြံနေခဲ့ရှာပါပြီ။ဖရန်တယောက်လေရင်မှုအယောင်ဆောင်ပြီးလေရင်စည်းတဲ့ကိစ္စကလည်းအများသတိထားမိသွားသလိုချက်လက်မှတ်အတူလုပ်ထားတဲ့တရခန်ကလည်းသူမှန်းသိသွားကြပြီမို့ဂျော်ဂျီယာနယ်ကိုပြောင်းလဲနေထိုင်ခဲ့ပါတယ်။ဖရန်ဟာဘားဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေခဲ့တာပါ။ဒီနေ့မှာတော့အပျော်လွန်သွားလို့တရားရသွားတဲ့ဧည့်သည်တယောက်ကိုဆေးရုံမှာသွားတွေ့ရင်သူနာပြူမလေးဘရန်ဒါနဲ့ကျူပြန်ပါပြီ။ဘရန်ဒါကိုကျူရင်ဆရာဝန်ဖြစ်ချင်လာတော့ဆရာဝန်လက်မှတ်အတူလုပ်ပြီးဘရန်ဒါအလုပ်လုပ်နေတဲ့ဆေးရုံမှာအလုပ်ဝင်ခဲ့ပါတယ်။ဖရန်ဟာဆရာဝန်ဖြစ်ဖို့ရွေးချယ်လိုက်ပြန်တော့ဆေးပညာဆိုင်ရာဗီဒီယိုတွေရုပ်ရှင်တွေကြည့်ရပြန်ပါတယ်။ဆရာဝန်ဆိုပြီးဟန်ဆောင်ခဲ့ပေမဲ့တခါမှဆေးမကုခဲ့ပါဘူး။အရေးပေါ်လူနာပေါ်လာတော့လေဟိုဟိုဒီဒီစီမံခန့်ခွဲပေးပြီးရအောင်ကောင်းဆောင်နိုင်ခဲ့တဲ့ဖရန်ပါဖရန်တယောက်ဆရာဝန်ဘွားနဲ့ခြေရပြောင်းနေတော့စုံတော့ဟန်တို့ရှာမတွေ့နိုင်ဖြစ်နေကြတာကြောင့်ဖရန်ရဲ့အဖေစီသွားပြီးတာဖြစ်သူရှိတဲ့နေရာကိုသိရင်ပြောပြပေးဖို့နားချပါတယ်အဖေဖြစ်သူကလုံးဝမပြောပြခဲ့ပေမဲ့စုံတော့ဟန်ကဖရန်ပို့ထားတဲ့စာကိုမြင်သွားပြီးလိပ်စာကိုဖရန်အဖေမသိအောင်ကူးယူခဲ့လိုက်ပါတယ်ဖရန်တယောက်ကတော့ဘရန်ဒါနဲ့ဆက်ဆံရေးအခြေအနေကောင်းနေပြီးဘရန်ဒါရဲ့မိဘတွေကဘရန်ဒါကိုကိုဝင်ပက်ချဘူးလို့အိမ်ကနှင်ချခဲ့တယ်လို့သိလိုက်ရတာကြောင့်ဆရာဝန်အနေနဲ့လက်ထပ်ခွင့်တောင်းမယ်ဆိုပြီးဘရန်ဒါတို့မျိုးကိုလိုက်သွားပြန်ပါပြီ
ဒါကြောင့်စုံတော့ဟန်တို့ဟာအလားကောင်းပေမဲ့အခါနှောင်းသွားခဲ့ရပြန်ပါတယ်Frank ဟာ Brenda ရဲ့မိဘတွေနဲ့တွေ့ပြီးလက်ထပ်ခွင့်တောင်းတော့လူကဲကဲတော်ရဲ့ရှိနေတယောက်ဖြစ်တဲ့ Brenda ရဲ့အဖေကဘဝအမှန်ကိုအမှန်တိုင်းပြောဖို့ Frank ကိုဆင့်ပေးပါတော့တယ်။ Frank ကလည်းသူဟာဆရာဝန်ရောရှိနေရောတခုမှမဟုတ်ဘူးလို့ဝန်ခံပြီးသူဒီမျိုးမှာရှိနေဖြစ်ချင်ရင်ဘယ်လိုလုပ်ရမလဲလို့ Brenda အဖေကအကြံဉာဏ်တောင်းလိုက်ပါတော့တယ်။ Brenda အဖေကလည်းကြီးကြီးပြူပြူလက်ခံပြီးရှိနေလို့ရမယ့်လမ်းကြောင်းတွေကိုပြောပြပေးခဲ့ပါတယ်။ Frank ဟာချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နေကြတဲ့ Brenda တို့မိသားစုကိုကြည့်ပြီးမိဘတွေကိုလွမ်းဆွတ်လာတာကြောင့်အဖေဖြစ်သူကိုသွားတွေ့ခဲ့ပါတယ်။ Frank ရဲ့အဖေဟာစတိုးဆိုင်ကိုပိတ်လိုက်ပြီးအစိုးရအလုပ်တစ်ခုရသွားခဲ့တာပါ။ဒါပေမဲ့အခွန်ဆောင်ခဲ့တဲ့အမှုကပေးဆောင်ရမယ့်တန်ကြေးကိုညှိနှိုင်းပေမဲ့တောင်းတဲ့ပမာဏများနေတာကြောင့် Frank အဖေကအခွန်ရရှိတွေကိုပြန်ပြီးတရားစွဲချင်လို့ Frank ကိုရှင်းနေသည့်တယောက်လောက်မရှိဘူးလားလို့မေးတော့ Frank ကသူလည်းရှင်းနေတယောက်ပါလို့ပြောခဲ့ပေမဲ့အဖေဖြစ်သူကမယုံကြည်ခဲ့ပါဘူး။ Frank ဟာသူလက်ထပ်တော့မယ်ဆိုပြီးသူ့ရဲ့ဆိတ်ဆက်ပွဲဖိတ်စာကိုအဖေဖြစ်သူကိုပေးလိုက်ပါတယ်။အမေဖြစ်သူနောက်အိမ်နောက်ပြုတ်သွားတာကိုမသိတဲ့ Frank ကအဖေနဲ့အမေကိုပြန်ပေါင်းဖို့ကိုလည်းအားကျိုးမှန်တဲ့ပြောနေခဲ့ပါတယ်။စိတ်အားတအားထက်သန်နေတဲ့ Frank ကိုအဖေဖြစ်သူကသူ့အမေလက်ထပ်သွားတဲ့အဖြစ်မှန်နဲ့သူ့စီကိုစုံတောင်းဟန်လာတွေ့သွားတဲ့အကြောင်းကိုပြောပြလိုက်ပါပြီ။ Frank ဟာသူလိန်နေတဲ့အလုပ်တွေကိုနားတော့မယ်လို့ပြောပေမဲ့အဖေဖြစ်သူကမင်းရက်လို့မရဘူးလို့ပြောနေတာကြောင့်အဖေတယောက်အနေနဲ့ဆိုရင်သူလုပ်နေတာတွေကိုရက်ဖို့တိုက်ရမှာလေလို့ပြောပြီးစိတ်ဆိုးမှန်ဆိုးထွက်သွားခဲ့ပါတယ်။အဲ့ဒီနေ့ညဘက်ရောက်တော့ Frank ကစုံတော့ဟန်စီဖုံးဆက်ပြီးသူဒီလုပ်တွေကနေနားပြီးလက်ထက်တော့မှမို့သူ့နောက်ကိုဆက်မလိုက်ဖို့ပြောတော့ဟန်ကလည်းသူ့အလုပ်ဖြစ်နေတာမို့လိုက်နေရမှာပဲလို့တုံ့ပြန်လိုက်ပါတယ်။ပါနတ်တဲ့စုံတော့ဟန်ဟာ Frank ဟန်ဆောင်ဆရာဝန်လုံတုံးကသုံးခဲ့တဲ့နာမည်ကိုသိခဲ့ပြီးပြီမို့အဲ့ဒီနာမည်နဲ့ဆေးဆက်ပွဲကြော်ညာတွေကိုသတင်းစာမှာရှာဖို့အဖွဲ့သားတွေကိုညွှန်ကြားလိုက်ပါတယ်။အဲ့ဒီလိုနဲ့ Frank ရဲ့ဆေးဆက်ပွဲနေ့ရောက်လာခဲ့ပါပြီ။စုံတော့ဟန်တို့အဖွဲ့ဟာ Frank ရောက်နေတဲ့လိပ်စာကိုရှာတွေ့သွားနိုင်ခဲ့ပြီမို့ Frank ကိုဖမ်းဆီးဖို့ရောက်လာခဲ့ပါတယ်။ပါနတ်တဲ့ဟန်ကအချိန်မီလေးထွက်ပြေးဖို့ကြိုးစားရင် Brenda ကိုသူ့ရဲ့နာမည်အမှန်နဲ့သူရှာထားတဲ့ငွေတွေအကြောင်းကိုပြောပြပြီးသူနဲ့အတူထွက်ပြေးနိုင်ဖို့လာရမယ့်နေရာနဲ့အချိန်ကိုတေချာပြောပြပေးခဲ့ပါတယ်။ဒီတစ်ခါလဲစုံတော့ဟန်တို့ Frank ကိုလွတ်သွားကြပြန်ပါပြီ။ Frank ဟာ Brenda ကိုလာဖို့ချိန်ထားတဲ့နေရာမှာကြိုးဆောင်နေခဲ့ပြီး Brenda ရောက်လာတဲ့အချိန်မှာ Brenda နောက်ကစုံတော့တွေကိုသတိထားမိသွားခဲ့ပါတယ်။ Frank တယောက် Brenda ကိုထားခဲ့ပြီးထွက်ပြေးရင်တောင်လေစိတ်ကနေထွက်နိုင်ဖို့မတိကြတော့ပါဘူး။လေစိတ်မှာတောက်လျှောက်ဆောက်ကျက်နေတဲ့စုံတော့တွေကြောင့် Frank တယောက်အကြံကြီးကြံစီပါတော့တယ်။တက္ကသိုလ်တစ်ခုကိုလေကြောင်းလိုင်းကလေရင်မဲလာရွေးမဲ့အစီအစဉ်ရှိပါတယ်လို့ဖုန်းကြိုဆက်ပြီးကျောင်းသူ၈ယောက်ကိုလေရင်မဲအနေနဲ့သွားရွေးချယ်ခဲ့ပါတယ်။သူ့ကိုဖမ်းဖို့လေစိတ်မှာဆောက်ကျက်နေတဲ့စုံတော့100ကျော်ကိုလေရင်မဲ၈ဦးအကာအကွယ်နဲ့စမတ်ကြကြ Frank ဖျက်ကျော်ခဲ့ပါတယ်။စုံတော့ဟန်ကိုလည်းလေစိတ်ကဖုန်းမှာဖုန်းကင်မှုကြညာခိုင်းပြီးWalkie Talkie ကပြက်နေလို့အဖွဲ့သားကဖုန်းနဲ့လှမ်းဆက်ပြောတဲ့ပုံစံနဲ့လေစိတ်အပြင်ကကားပေါ်မှာ Frank နဲ့တူတဲ့လူကိုတွေ့တယ်လို့သတင်းပေးလိုက်ပါတယ်။အဖွဲ့လိုက်ကြီးပြေးသွားကြတဲ့စုံတော့ဟန်တို့အယူလောက်ခံလိုက်ရပါပြီ။ဟန်တယောက် Frank ကိုဖမ်းဖို့မပြောနဲ့မျက်နှာကိုတောင်မမြင်လိုက်ရရှာပါဘူး။အဲဒီလိုနဲ့ Frank လွတ်သွားပြီး9လအကြာမှာစုံတော့ဟန်ဟာနောက်ထပ်ထပ်ထွက်လာတဲ့ချက်လက်မှတ်အတုတွေအရFrank ဟာစပိန်မှာရှိနေတာမို့စပိန်ထိလိုက်သွားဖမ်းဖို့ဖွဲ့ကောင်းဆောင်ကိုခွင့်တောင်းခဲ့ပေမဲ့အဖွဲ့ကောင်းဆောင်ကဒီနိုင်ငံမှာတောင်ဖမ်းလို့မမိတာတခြားနိုင်ငံမှာဆိုပိုပြီးဖမ်းလို့ခက်မယ်ဆိုပြီးခွင့်မပြုခဲ့ပါဘူး။ဟန်တယောက် Frank လုပ်ခဲ့တဲ့ချက်လက်မှတ်အတုတွေကိုလေ့လာရင်ချက်လက်မှတ်ကျွမ်းကျင်သူတွေနဲ့သွားတွေ့ပါတယ်။ချက်လက်မှတ်ကျွမ်းကျင်သူတွေကချက်လက်မှတ်ကိုတေချာစစ်ဆေးပြီးဒါကိုထုတ်ဖို့ပုံနှိပ်လို့ရတဲ့ဆက်အမျိုးအစားကပြင်သစ်မှာရှိတယ်လို့တညီတညာတဲ့အတည်ပြုပေးလိုက်ကြပါတယ်။ဟန်တို့ဟာပြင်သစ်နိုင်ငံရဲ့ဘယ်နေရာမှာ Frank အခြေစိုက်နိုင်တယ်လဲဆိုတာကိုသိဖို့ရှာဖွေစဉ်းစားကြပါပြီ။ Frank ရဲ့အမေကိုသွားတွေ့တော့က Frank ရဲ့အဖေနဲ့အမေဟာပြင်သစ်မှာပထမဆုံးတွေ့ခဲ့ကြတယ်ဆိုတဲ့စကားကိုသတိရသွားတာကြောင့်အမှုဆောင်စံတုန်းကမှတ်ထားတဲ့မှတ်စုကိုပြန်ရှာပြီး Frank အမေပြောခဲ့တဲ့ပြင်သစ်ကရွာကလေးကို Frank ရှိနိုင်တဲ့နေရာအဖြစ်အတည်ပြုလိုက်ကြပါတယ်။နောက်ဆုံးမှာတော့ဟန်တယောက် Frank ကိုရှာတွေ့သွားခဲ့ပြီးခရစ်စမတ်မတိုင်ခင်တရက်မှာသွားဖမ်းကြပါပြီ။ဟန်ကပြင်သစ်ကရဲတွေဖမ်းရင် Frank ကိုပြစ်ခတ်ဖမ်းဆီးမှာဆိုတာကြောင့် Frank ရှိတဲ့နေရာကိုသူတယောက်တည်းအရင်ရောက်အောင်သွားခဲ့ပါတယ်။ Frank နဲ့တွေ့တော့ပြင်သစ်ကရဲတွေရောပါလာပြီးဖမ်းဆီးတာမို့ Frank ကိုထပ်ပြီးထွက်မပြေးဘူးနားချလိုက်ပါတယ်။ Frank ကရဲတွေပါလာတယ်ဆိုတာကိုမယုံကြည်ခဲ့ပါဘူး။ဟန်ကဆေးချေလက်ချေနားချလိုက်တာကြောင့် Frank လက်ခတ်သွားတဲ့အချိန်မှာလက်ထိတ်ကိုကိုယ်တိုင်ခတ်ဖို့လှမ်းပေးလိုက်ပါတယ်။လက်ထိတ်ခတ်ပြီးလို့နှစ်ယောက်သားထွက်လာတဲ့အချိန်မှာအပြင်မှာရဲတွေအစင်သစ်မရှိနေခဲ့ပေမဲ့မိနစ်ပိုင်းတွင်းမှာပဲပြည်သစ်နိုင်ငံကရဲတွေရောက်လာပြီး Frank ကိုတနက်တွေနဲ့ထုတ်ချိန်နေတာကြောင့်ဟန်ကသူဖမ်းဆီးထားပြီးဖြစ်ကြောင်းမနှဲအော်ပြောလိုက်ရပါတယ်။ Frank အဖမ်းခံရတဲ့အချိန်က1968ခုနှစ်ဖြစ်တာကြောင့် Frank ရဲ့အသက်က19နှစ်သာရှိပါသေးတယ်။လိမ်လည်မှုတွေအများကြီးကျူးလွန်ခဲ့ပေမဲ့စေကျော်သက်ကောင်လေးတယောက်အတွက်တော့အဖြစ်အပျက်တွေကထိတ်လန့်စရာဖြစ်နေမှာအမှန်ပါပဲ။ဆိုတော့ဟန်က Frank ကိုအမေရိကန်ဘက်လွှဲပြောင်းပေးအောင်သူစူးစမ်းမှာမို့စိတ်မပူဖို့နဲ့မကြောက်ဖို့ကိုအားပေးလွှတ်လိုက်ပါတယ်။တကယ်လဲ Hank စူးစမ်းပေးခဲ့ပါတယ်။ Frank အဖမ်းခံရပြီး2နှစ်အကြာ1969ခုနှစ်မှာအနည်းဆုံးထောင်တစ်နှစ်ချမှတ်ရမယ်ဆိုတဲ့အာမခံချက်နဲ့ Frank ကိုပြည်သစ်အကျဉ်းထောင်ကနေလွှဲပြောင်းရယူဖို့စူးစမ်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Frank ကိုသွားခေါ်တော့ Frank ကကောင်းကောင်းမွန်မွန်မလိုက်ပဲသူ့ပုံစံအတိုင်းမူရမာယာများပြီးထွက်ပြေးဖို့မဖြစ်နိုင်မှတိတိကြီးနဲ့ထွက်ပြေးပြလိုက်ပါသေးတယ်။ Frank ကိုခြေထောက်တွေမှာအချုံနှောင်တွေတက်ပြီးအမေရိကန်နိုင်ငံကိုပြန်ခေါ်လာကြပါပြီ။ Frank ဟာသူ့ဖေစီကိုဖုန်းဆက်ပေးဖို့ခဏတောင်းဆိုပေမဲ့ Hank ကအမေရိကန်ရောက်မှခေါ်ပေးမယ်လို့ဆိုပါတယ်။လေရင်ပေါ်မှာစကားစမြည်ပြောကြရင် Hank က Frank ကိုတခြားလိမ်လည်တာတွေကိုသိပေမဲ့ Brenda တို့မျိုးမှာနေတော့ရှင်းနေလက်မှတ်ရဖို့ဘယ်လိုလုပ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။အဖေသိချင်ရင်လေရင်ပေါ်မှာကျွေးတဲ့မုံကိုမစားဘဲသူ့ကိုကျွေးရမယ်လို့ Frank ကအလဲလှယ်လုပ်လေတော့
ဟန်ကအချိန်တန်ရင်သိမှာပဲဆိုပြီးကိုမုံကိုယူဆလိုက်ပါတယ်။လေရင်ဟာအမေရိကန်နိုင်ငံကလေဆိပ်ကိုဆက်ရောက်ဖို့နီးကပ်လာခဲ့ပါပြီ။သူ့အဖေစီဖုန်းဆက်ပေးဖို့တစ်ချိန်လုံးပူစာနေတဲ့ Frank ကိုဟန်ကသူ့ရဲ့အဖေဆုံးသွားတဲ့အကြောင်းကိုအမှန်အတိုင်းပြောပြလိုက်ပါပြီ။အဖေကိုအရန်ချစ်တဲ့ Frank ဟာယူကျုံမရဖြစ်ပြီးလေရင်စင်သက်ခါနီမှာသက်စင်ကန်သွားခြင်းတယ်လို့အတင်းခွင်တောက်ပြီးလေရင်သက်စင်ကန်တွေကနေထွက်ပေါက်ရှာသွားပါတယ်။လေရင်ဘိန်းမြေကိုထိတာနဲ့တပြိုင်နက်ပဲအောက်ဆင်းထွက်ပြေးသွားခဲ့ပါပြီ။ Frank ဟာသူ့အမေအိမ်ရှိကိုရောက်သွားပြီးအေးချမ်းသာရနေတဲ့သူ့အမေရဲ့ဘဝလေးကိုတွေ့လိုက်ရပါတယ်။သူနဲ့အမေတို့ဖေဝဲညီမလေးကိုတေချာသွားအောင်မို့မင်းအမေပဲမလဲလို့မေတော့ထိုင်ပြီးစာဖတ်နေတဲ့ Frank အမေကိုလက်ညှိုးထိုးပြခဲ့ပါတယ်။ Frank ဟာအမေဖြစ်သူရဲ့အေးချမ်းတဲ့ခရစ်စမတ်ညလေးကိုမဖျက်ဆီးချင်တာကြောင့်သူ့ကိုဖမ်းဖို့လိုက်လာတဲ့ဟန်တို့ကိုသူ့ကိုအမြန်ခေါ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်။ Frank ရဲ့ပြစ်မှုတွေဟာများလွန်းတာကြောင့်လုံခြုံရေးအတင်းကျပ်ဆုံးအတ္တလန်တာအကျဉ်းထောင်မှာထောင်ဒဏ်12နှစ်နဲ့ပြည်ထံကာလမှာတိကျထိန်းသိမ်းထားဖို့အမိန့်ချမှတ်ခံလိုက်ရပါပြီ။ Frank ကိုဖမ်းခဲ့တဲ့စုံနှောင်းဟန်ဟာ Frank စီကိုထောင်ဝင်စာမကြာခဏလာတွေ့တယ်လို့ Frank ကြိုက်တဲ့ကာတွန်းစာအုပ်တွေကိုလည်းယူလာပေးပါတယ်။တခါမှာတော့ဟန်ကထောင်ဝင်စာလာတွေ့ရင်ချက်လက်မှတ်အတုလုပ်နေတဲ့သူကိုသွားဆုံစမ်းဖို့လုပ်နေတယ်လို့ပြောလိုက်ပြီးတော့ Frank ကဖမ်းမိထားတဲ့ချက်လက်မှတ်အတုကိုသူ့ကိုပြဖို့ပြောလိုက်ပါတယ်။ချက်လက်မှတ်ကိုပြလိုက်တာနဲ့ Frank ဟာချက်လက်မှတ်ရဲ့ထူးခြားချက်တွေနဲ့ဘလို့လူကလောက်ထားတဲ့ချက်လက်မှတ်ဆိုတာအထိကိုခွဲခြားသုံးသပ်ပြခဲ့ပါတယ်။စုံနှောင်းဟန်ဟာ Frank ရဲ့ထူးခြားတဲ့အရေးချင်းကိုတတိထားမိသွားပြီးအခြားအရာရှိတစ်ယောက်နဲ့အတူ Frank စီကိုထပ်ရောက်လာခဲ့ပါပြီ။ Frank ကိုချက်လက်မှတ်အတူမျိုးစုံကိုပြပြီးခွဲခြားပြခိုင်းတော့ Frank ရဲ့သုံးသက်ချက်တွေခံမှန်းချက်တွေအကုန်လုံးကကွက်တိဖြစ်လို့နေပါတယ်။ Frank ရဲ့အရေးချင်းကိုအတိမတ်ပြုပြီး Frank ကိုထောင်ထဲမှာမနေပဲ FBI ရဲ့ဗဏ္ဍာရေးမှုခင်းဌာနမှာဟန်ရဲ့အုပ်ထိန်းမှုနဲ့အတူအလုပ်ဝင်မှုကမ်းလှမ်းခဲ့ပါတယ်။အဲဒီလိုနဲ့ Frank တယောက်1984ခုနှစ်မှာ FBI ရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ Frank အလုပ်ခွင်ကိုစရောက်တော့ဘာမှလုပ်စရာမရှိခဲ့ပေမဲ့မကြလိုက်ပါဘူး။ Frank စီကိုအလုပ်တွေတပုံတပင်ကြီးရောက်လာပါတော့တယ်။ Frank ဟာရုံးပိတ်ရက်မှာတယောက်တည်းဖြစ်နေတာကြောင့်ဟန်ကိုရုံးပိတ်ရက်မှာဘာလုပ်မှလဲလို့မေးခဲ့ပေမဲ့ဟန်ကသူသမီးကိုသွားတွေ့ဖို့ချီကာဂိုကိုသွားမှာမို့ကိုယ့်ဘာသာကြီးကြပ်နေဖို့ပြောလိုက်ပါတယ်။ရုံးပိတ်ရက်ကိုရောက်လာတော့ Frank ဟာအရင်တုန်းကလိုလေရင်မှုဝတ်စုံကြီးနဲ့လေရင်လက်ကားလိုက်စီဖို့ထွက်လာခဲ့ပါပြီ။ Frank ရဲ့စိတ်ခံစားချက်ကိုသတိထားမိလိုက်တဲ့ဟန်ကအချိန်မီလိုက်လာပြီးသူ့ကိုသားသမီးမဟုတ်လို့ဂရုမစိုက်တာမဟုတ်ဘူးဆိုတာကိုရှင်းပြရင်း Frank ဒီတစ်ခေါက်လေရင်မှုအနေနဲ့သွားမှာကိုမတားဘူးခွင့်ပြုတယ်လို့ပြောလိုက်ပါတယ်။တနင်္လာနေ့မှာရုံးကိုလာမယ်ဆိုတာယုံတယ်လို့ပြောပြီး Frank ကိုသူသွားချင်တဲ့စီသွားဖို့ခွင့်ပြုပေးလိုက်တာပါ။တနင်္လာနေ့ရောက်တော့ဟန်တစ်ယောက်လဲပင်ရှည်ရပါပြီ။အစည်းအဝေးလုံးနေရင်းနဲ့လည်းတမျောမျောပါပဲ။ရုံးတဲ့ချိန်ကိုတော်တော်ကြော်သွားပြီးဟန်တို့ချက်လက်မှတ်တစ်စောင်ကိုအသေးစိတ်သိသိနေတဲ့အချိန်မှာတော့ Frank တစ်ယောက်ရုံးကိုရောက်လာခဲ့ပါပြီ။ Frank ရောက်လာလို့ရင်ထဲလုံးကျသွားတဲ့ဟန်ဟာချက်လက်မှတ်ကိုအထာကျကျသုံးသပ်ပြနေတဲ့ Frank ကိုကြည့်ပြီးရှင်းနေလက်မှတ်ရအောင်ဘလို့တပတ်ရက်ခဲ့တာလဲလို့ထပ်မေးလိုက်ပြန်ပါတယ်။ဒီတခါတော့ Frank ကသူတပတ်ရက်ခဲ့တာမဟုတ်ပဲနှစ်ပတ်လောက်လေးလာပြီးဝင်ပြေလိုက်ရုံနဲ့အောင်ခဲ့တဲ့အကြောင်းကိုပြောပြပေးလိုက်ပါပြီ။ဒီဇလန်လေးဟာဖြစ်ရမှန်ဇလန်လေးကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။လက်တွေ့ဘဝက Frank Abagnale Jr. ဟာအိမ်အောင်ကြားပြီးသားသုံးယောက်ထုံးကအေးချမ်းစွာနေထိုင်လျက်ရှိပါတယ်။ Frank ဟာသူထောင်ကလွတ်လာတဲ့1984ခုနှစ်ကတည်းက FBI ကိုချက်လက်မှတ်အတူလက်မှတ်အတူဖော်ထုတ်တဲ့ကိစ္စများမှာအများကြီးကူညီပေးခဲ့ပါတယ်။ဗန်နဲ့ကုမ္ပဏီ900ကျော်အတွက်လည်းစိတ်အချရဆုံးချက်လက်မှတ်ဒီဇိုင်းတွေကိုဆွဲပေးခဲ့ပါတယ်။အဲဒီလိုဆောင်ရွက်ပေးခဲ့တဲ့အတွက်နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာရရှိခဲ့ပါတယ်။ဆိုတော့ Han Reddy နဲ့လည်းအခုချိန်ထိရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ်ရှိနေကြပါတယ်။ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။